ရှန်ဂရီလာလိုပဲလူတွေရာစုနှစ်ပေါင်းများစွာတည်းကယုံကြည်ထားတဲ့မြို့တစ်ခုရှိပဲပါဒါပေမဲ့ဒီတစ်ခါဒန်နာရီမဟုတ်ပါဘူးသမိုင်းစာအုပ်တွေထဲမှာတော့ရေးသားဖော်ပြထားကြပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကတနေတဲ့အတွင်းမှာပင်လယ်ထဲကိုလုံးဝပျောက်ကွယ်သွားခဲ့တဲ့မြို့အလွန်အဆင့်မြင့်တဲ့နည်းပညာတွေရှိခဲ့တယ်ဆိုတဲ့လူသားမျိုးနဲ့အဲ့ဒီမြို့ရဲ့နာမည်ကအတ္တလန်တစ်ဒါဟာစိတ်ကူးရင်ဇလန်တစ်ပုဒ်လားဒါမှမဟုတ်လူသားသမိုင်းကိုပြန်ရေးစေနိုင်ခဲ့တဲ့အမှန်တရားတစ်ခုလားအားလုံးပဲမင်္ဂလာပါ chapter 01အနေပြန်လည်ကြိုဆိုလိုက်ပါတယ်သမိုင်းအကြောင်းအရာတွေနဲ့ထူးဆန်းထွေလာအကြောင်းအရာတွေစိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေကိုသိရှိဖို့အတွက် channel လေးကို subscribe like လုပ်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်ဗျကဲဒါဆိုရင်တော့ဗီဒီယိုလေးကိုစလိုက်ကြအောင်ဗျလူသမိုင်းမှာမေးခွန်းထုတ်စရာတွေအများကြီးပဲရှိပါတယ်ဒါပေမဲ့လွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကြောင်ဘယ်သူမှအတိအကျမဖြေနိုင်သေးတဲ့မေးခွန်းတစ်ခုရှိပါတယ်အဲ့ဒီမေးခွန်းကအတ္တလန်တစ်တကယ်ရှိခဲ့တာလားဂရိနိုင်ငံမှာလွန်ခဲ့တဲ့နှစ်ပေါင်း2300ကျော်ကပလေတိုဆိုတဲ့လူတစ်ယောက်ရှိခဲ့ပါတယ်သူကတော့အတွေးခေါ်ပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်ဒါပေမဲ့သူရေးခဲ့တဲ့စာအုပ်နှစ်အုပ်ထဲမှာဒီနေ့အထိလှုပ်ဝက်စမ်းကြယ်နေတဲ့အကြောင်းအရာတစ်ခုပါနေပါတယ်အဲ့ဒီစာအုပ်တွေကတော့တီမီယပ်စ်နဲ့ဂါရီဒီယပ်စ်ပါပလေတိုကသူ့စာအုပ်ထဲမှာဒီလိုရေးသားထားပါတယ်ဟာဂျူလီရဲ့တကားတွေအပြင်ဘက်မှာကျွန်းနိုင်ငံကြီးတစ်ခုရှိတယ်အဲ့ဒီနိုင်ငံကလူတွေဟာအဆင့်မြင့်ကြတယ်သူတို့မှာရွှေနဲ့ငွေလောက်တန်ဖိုးကြီးတဲ့တပ်ထုတစ်မျိုးရှိတယ်သူတို့ရဲ့မြို့တော်ကိုစဝိုင်းပုံအလွှာ3လွှာနဲ့တိဆောက်ထားကြတယ်ဒါပေမဲ့ပလေတိုကနောက်ထပ်အရေးကြီးတဲ့အချက်တစ်ချက်ကိုလည်းရေးသားသွားခဲ့ပါတယ်ဒီနိုင်ငံကြီးဟာတရက်ထဲအတွင်းမှာပင်လယ်ထဲကိုနစ်မြုပ်သွားခဲ့တယ်လို့ဆိုပါတယ်မေးစရာရှိတာကပလေတိုဟာဒါကိုဘာလို့ရေးခဲ့တာလဲသူမြင်ခဲ့တာလားဒါမှမဟုတ်သူကြားခဲ့တာလားအဲ့လိုမှမဟုတ်ရင်သူကိုယ်တိုင်တခြားတယောက်စီကနေပြန်ကြားခဲ့တာလားပလေတိုကသူ့စာအုပ်ထဲမှာဒီလိုဆက်ပြီးတော့ရေးထားပါသေးတယ်သူ့ရဲ့ဘိုးဘေးဆိုလန်ဆိုတဲ့လူတစ်ယောက်ကအီဂျစ်ပြည်ကိုတွားရောက်ခဲ့ပူပါတယ်အီဂျစ်ပြည်ကပရောဟိတ်ကြီးတစ်ယောက်ကဆိုလန်ကိုပုံမြင်တစ်ပုဒ်ပြောပြခဲ့ပါတယ်ဂရိတွေဟာကလေးတွေနဲ့တူတယ်သူတို့မှာရှေးဟောင်းအသိပညာတွေမရှိကြဘူးနှစ်ပေါင်း9000လောက်ကမှတ်တမ်းတွေကိုငါတို့အီဂျစ်ပြည်မှာတင်ထားနိုင်တယ်အဲ့ဒီမှတ်တမ်းတွေထဲမှာအတ္တလန်တစ်ဆိုတဲ့နိုင်ငံတော်ကြီးအကြောင်းကိုပါဝင်တယ်လို့ဆိုပါတယ်ဒါဆိုအီဂျစ်ပရောဟိတ်တွေကဘာတွေကိုသိထားခဲ့ကြတာလဲသူတို့ရဲ့မှတ်တမ်းတွေအခုထိရှိနေသေးတာလားဒါမှမဟုတ်သဲကန္နာထဲမှာပဲနစ်မြုပ်နေတော့လားပလေတိုရဲ့ဖော်ပြချက်နောက်တစ်ခုအရအတ္တလန်တစ်မြို့တော်ဟာတခြားဘယ်မြို့နဲ့မှတူမနေပါဘူးစဝိုင်းပုံအလွှာ3လွှာရှိပါတယ်ရေပြင်နဲ့မြေပြင်ဟာအလှည့်ကျစီရှိပြီးတော့အလဲဘိုမှာလဲတောင်တစ်ခုရှိတယ်လို့ဆိုပါတယ်အဲ့ဒီတောင်ပေါ်မှာပင်လယ်နက်ဖျားပိုဆိုင်ဒွန်ရဲ့ဖျားကြောင်လဲရှိနေပါတယ်ဒီလိုမြို့တိဆောက်ပုံမျိုးတခြားနေရာမှာရှိခဲ့ဘူးလားပြီးတော့အော်ရကာကန်ခေါ်တပ်ထုတစ်မျိုးအဲ့ဒီတပ်ထုကရွှေနဲ့ငွေလောက်ကိုတန်ဖိုးကြီးမားတယ်လို့ဆိုပါတယ်အဲ့ဒီတပ်ထုကိုဘယ်သူမှမတွေ့ဘူးပါဘူးဒါမှမဟုတ်တွေ့ဘူးပေမဲ့လည်းမသိလိုက်တာမျိုးလည်းဖြစ်နိုင်ပါတယ်2015ခုနှစ်မှာစီစီလီကမ်းလွန်မှာသင်္ဘောပြတ်တစ်ခုတွေ့ခဲ့ပါတယ်အဲ့ဒီထဲကတပ်ထုချက်တွေကိုပြန်ပြီးတော့ရရှိခဲ့ပါတယ်သိပ္ပံပညာရှင်တွေကဒါတွေကိုစစ်ဆေးကြည့်လိုက်တော့ဒါတွေဟာအော်ရီကာကန်လို့ယူဆရတဲ့တပ်ထုတွေပဲဖြစ်ပါတယ်ဒါဆိုရင်အတ္တလန်တစ်ကတပ်ထုတွေဟာပင်လယ်အောက်မှာရှိနေတာကနေပြန်လည်ပေါ်လာပြီလားဒီလောက်ကြီးကျယ်ခမ်းနားတဲ့ယဉ်ကျေးမှုကြီးဘလို့ပျောက်ကွယ်သွားခဲ့တာလဲကြောက်မက်ဖွယ်ဟာငလင်နဲ့ရေလွှမ်းမှုကြီးဖြစ်ပေါ်ခဲ့တယ်တရက်နဲ့တညအတွင်းမှာပဲအတ္တလန်တစ်နိုင်ငံကြီးတစ်ခုလုံးပင်လယ်ထဲကိုနစ်မြုပ်သွားခဲ့တယ်တရက်အတွင်းမြို့ကြီးတစ်မြို့လုံးပျောက်ကွယ်သွားတယ်ဆိုတာရောဖြစ်နိုင်ရဲ့လားသမိုင်းမှာရောဒီလိုမျိုးဖြစ်ခဲ့ဘူးလားဒါဆိုရင်ဆက်ပြီးတော့လေ့လာကြည့်လိုက်အောင်ဗျAD 89ခုနှစ်မှာ Vesuvius မီးတောင်ပေါက်ကွဲလို့ပွန်ပေမြို့တစ်မြို့လုံးပြာတွေအောက်ကိုနစ်မြုပ်သွားခဲ့ပါတယ်1969ခုနှစ်မှာဂျမေကာကပေါ့ရိုင်ယန်မြို့ကြီးဟာလည်းငလင်ကြောင့်မလို့ပင်လယ်ထဲကိုနစ်မြုပ်သွားခဲ့ပါတယ်ဒါဆိုအတ္တလန်တစ်လည်းအဲ့လိုမျိုးဖြစ်ခဲ့တာလား
ဒါမှမဟုတ်ဒီထက်ဆိုးရတဲ့အရာတစ်ခုခုဖြစ်ခဲ့တာလားဒါဆိုဒီနေ့ခေတ်မှာအတ္တလန်တစ်ရဲ့အရေးအယောင်တစ်ခုခုတွေ့ဘူးလား2009ခုနှစ်မှာဂျိုရူဓာတ်ပုံတွေကိုလေ့လာကြည့်ရင်စပိန်နိုင်ငံဒိုနာနာဒေသမှာစဝိုင်းပုံအဆောက်အဦတွေရဲ့အရေးအယောင်ကိုတွေ့ခဲ့ရပါတယ်ပလေတိုရဲ့ဖော်ပြခဲ့တဲ့အတ္တလန်တစ်နဲ့ဆင်တူနေတယ်လို့လည်းဆိုကြပါတယ်ဒါပေမဲ့တူးဖော်ကြည့်လိုက်တဲ့အခါမှာတော့ဘာမှထပ်မတွေ့ရတော့ပါဘူးဒါမှမဟုတ်တွေ့ပြီမဲ့မပြောပြချင်တာလားတချို့အစိုးရတွေကဒီလိုမျိုးရှေးအောင်အမွေအနှစ်တွေကိုဖုံးကွယ်ထားတတ်တယ်လို့ကောလာဟလတွေလည်းရှိပါတယ်အတ္တလန်တစ်ကိုရှာဖွေမတွေ့ရှိသေးပေမဲ့တခြားပင်လယ်ရေအောက်မြို့တွေကိုတော့ရှာဖွေတွေ့ရှိထားပါတယ်အီဂျစ်နိုင်ငံကဟာယာကလီယန်မြို့ဆိုလို့ရှိရင်လွန်ခဲ့တဲ့နှစ်ပေါင်း1200ကျော်တည်းကပင်လယ်ရေအောက်မှာနစ်မြုပ်နေခဲ့တာပါအဲ့ဒီတဲကမှအေယာမရုပ်ထုကြီးတွေရွှေတယ်ငွေတယ်တွေသင်းမောအပြက်စီးတွေအများကြီးကိုပြန်လည်တွေ့ရှိခဲ့ပါတယ်အိန္ဒိယသမုဒ္ဒရာတွေကဒွါကာမြို့ဆိုလို့ရှိရင်လေဟိန္ဒူဒန်နာရီတွေကမြို့တစ်မျိုးလို့ယူဆကြပေမဲ့ရေအောက်မှာတကယ်ရှိနေခဲ့ပါတယ်ဒါဆိုအတ္တလန်တစ်လည်းတနေ့နေ့မှာဒီလိုမျိုးပြန်ပေါ်လာနိုင်လားဒါမှမဟုတ်ပြန်ပေါ်နေပေမဲ့ကျွန်တော်တို့မမြင်ကြတာလားဒါဆိုအတ္တလန်တစ်တကယ်ရှိခဲ့လားဒန်နာရီလားသမိုင်းလားအဖြေကတော့ဘယ်သူမှအတိအကျမသိကြသေးပါဘူးတချို့ကပလေတိုပုံမြင်တစ်ပုဒ်ပဲဖန်တီးခဲ့တာလို့ပြောပါတယ်တချို့ကတော့တကယ်ရှိခဲ့တယ်တနေ့နေ့မှာပြန်တွေးလိုက်မယ်လို့ယုံကြည်တယ်တချို့ကတော့ဒီတက်ကိုထူးဆန်းတဲ့အရာတွေကိုယုံကြည်ကြတယ်ဥပမာအတ္တလန်တစ်ကပြင်ပကဂျိုသားတွေတိဆောက်ခဲ့တာလို့လည်းဆိုတဲ့သူတွေရှိကြပါတယ်သူတို့ရဲ့အဆင့်မြင့်နည်းပညာတွေဟာဒီကဘာပေါ်ကနေမဟုတ်တဲ့အရာတွေနဲ့တိဆောက်ထားပါတယ်ဒါမှမဟုတ်အတ္တလန်တစ်ကလူတွေကမသေးကြဘူးရေအောက်မှာပဲဆက်ပြီးနေကြတယ်တနေ့ကျရင်ပြန်ပေါ်လာမယ်ဆိုပြီးတော့တွေးတဲ့လူတွေလည်းရှိကြပါတယ်ဒီနေ့အထိတော့လူတွေကအတ္တလန်တစ်ကိုဆက်ပြီးတော့လိုက်ရှာနေတော့မှာပဲတချို့ကအတ္တလန်တိတ်သမုဒ္ဒရာထဲမှာရှာကြတယ်တချို့ကမက်ဒီတာရေနီယန်ထဲမှာရှာကြတယ်တချို့ကတော့ဂူတွေတောင်တန်းတွေထဲမှာရှာကြတယ်တချို့လူတွေကသူတို့ရဲ့ဘဝတစ်ခုလုံးဒီအတွက်ကိုပဲမြုပ်နှံထားကြပါတယ်အိမ်တွေရောင်းပစ္စည်းတွေရောင်းပင်လယ်ထဲငုပ်ပြီးတော့ရှာကြတဲ့လူတွေတောင်ရှိကြပါတယ်ဘာလို့လဲဆိုတာကိုသိကြလားဘာဖြစ်လို့လဲဆိုတော့လူသားတွေကလှုပ်ဝက်ဆန်းကျယ်တဲ့အရာတွေကိုရှာဖွေရတာကိုကြိုက်နှစ်သက်ကြပါတယ်အဖြေမရှိတဲ့မေးခွန်းတွေကိုမေးချင်တဲ့အကြောင်းအရာတွေလည်းပါပါတယ်ပြီးတော့အတ္တလန်တစ်ကိုရှာတွေ့သွားလို့ရှိရင်လူသားတမိုင်းတစ်ခုလုံးကိုပြောင်းလဲသွားမှာမဟုတ်လို့ပါပဲဒီတော့အတ္တလန်တစ်တကယ်ရှိခဲ့လားအဖြေကတော့ကျွန်တော်တို့ဘယ်သူမှမသိရှိကြသေးပါဘူးယနေ့အချိန်ထိလည်းဘယ်သူမှရှာမတွေ့သေးပါဘူးဒါပေမဲ့ဒီလိုမျိုးမေးခွန်းတွေရှိနေတာပဲလူသားတွေကိုရှေ့ဆက်တွေးခေါ်ဖို့ရှာဖွေဖို့အတွက်ကိုလှုံ့ဆော်ပေးနေပါတယ်အတ္တလန်တစ်ဟာဒန်နာရီလားသမိုင်းလားဆိုတာထက်လူသားတွေရဲ့စူးစမ်းလိုစိတ်ကိုကိုစားပြုနေတယ်လို့ပြောလို့ရပါတယ်တနေ့နေ့မှာပင်လယ်အောက်ကနေအထောက်ထားတစ်ခုခုထွက်ပေါ်လာမလားဒါမှမဟုတ်အတ္တလန်တစ်ဟာထာဝရလှုပ်ဝက်ချက်အဖြစ်ကျန်ရှိနေမလားဆိုတာဘယ်သူမှမသိနိုင်သေးပါဘူးဒါပေမဲ့သေချာတာတစ်ခုကဒီလှုပ်ဝက်ချက်ကိုလူသားတွေဆက်လက်ရှာဖွေနေအောင်ပါပဲဒီဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်မိတ်ဆွေတွေရောဘယ်လိုထင်လဲအတ္တလန်တစ်ကတကယ်ရှိနိုင်လားဒါမှမဟုတ်ပလေတိုပြောပြခဲ့တဲ့ပုံမြင်တစ်ပုဒ်ပဲလားကွန်မန့်မှာရေးခဲ့ပေးကြပါဦးဒီလိုအကြောင်းအရာမျိုးတွေကိုနောက်ထပ်ကြည့်ကျင်သေးတယ်ဆိုရင်တော့ subscribe လုပ်ထားဖို့မမေ့ကြပါနဲ့နောက်ပိုင်းမှာလည်းနောက်ထပ်လှုပ်ဝက်ဆန်းကျယ်တဲ့အကြောင်းတွေကိုတင်ဆက်ပေးမှာမလို့ Chapter 01 Mystery မှာပြန်ဆောင်ကြပါမယ်